Okay, we zero demand number 1 no number 1 လေးอ่ะ zero given that y equal to cos square h ကို prove that တတိပြခိုင်းတာပါအဲ့တော့ y equal to cos square h ကို differentiate လုပ်တဲ့နေရာမှာ zero က cos ရဲ့အပေါ်မှာ power ပါတဲ့အတွက်ကြောင့်မလို့ chain rule သုံးပါမယ်ပထမဆုံး power ကို differentiate လုပ်မယ်ပြီးတော့မှ cos ကို differentiate လုပ်ရပါမယ်အဲ့ဒါဆိုတော့ zero ပုံစံတွဲပုံတွဲနည်းကဒီမှာတစ်ခါ differentiate လုပ်မယ်ပေါ့နော် dy by dh equal to power differentiate လုပ်တော့ power ရှေ့ချ power တစ်လုံးလျှော့ပါအဲ့တော့ power ရှေ့ချတော့2ပြီးတော့ power ကိုတစ်လျှော့ဆိုနှစ်ထဲကနေတစ်နှုတ်တော့တစ်ကျန်မယ်เนาะ cos h ပြီးတော့ဆိုတော့ cos h ကို differentiate လုပ်တော့ minus sin h ရပါမယ်အဲ့တော့ဒါလေးကိုဆရာတို့ကပြန်ပြီးတော့ရေးလိုက်မယ်ဆိုရင် minus 2 sin ကိုရှေ့ရရေးလိုက်မယ်เนาะ sin h into cos h ပါပြီးတော့ဒီပု္ပ္ပာမှာ proof ပြတဲ့အခါမှာနှစ်ခါရှိခဲ့ရပြခိုင်းပါတယ်အဲ့တော့နှစ်ခါရှိပါမယ် d square y by dh square equal to နှစ်ခါရှိတဲ့နေရာမှာဆရာတို့ဒီကောင်လေးမှာ minus 2က constant မို့လို့အပြင်ထုတ်လိုက်မယ်4000ဝင်နေခတ်မယ် sin h နဲ့ cos h နဲ့ကဘာလုပ်ထားလဲဆိုတော့မြှောက်ထားပါတယ် sin မှာလည်း h ပါတယ် cos မှာလည်း h ပါတယ်မြှောက်ထားပါတယ် product rule သုံးမယ် product rule ကရှေ့ထားမယ်နောက်ကိုရှေ့မယ်နောက်ကိုရှေ့မယ်ဆိုတော့ cos ကို differentiate လုပ်တော့ minus sin h ရပါမယ်ပြီးတော့ plus နောက်ထားမယ်နောက်က cos h ပါရှေ့ကို differentiate လုပ်တော့ဆရာတို့ sin ကိုရှေ့တော့ဘာရမလဲဆိုတော့ cos h ရပါမယ်တော့ဒီနေရာမှာ sin ကို differentiate လုပ်ရင် cos h ကို differentiate လုပ်ရင် minus sin ဆိုတာလေးသိရပါမယ်เนาะအဲ့ပုံစံမျိုးသိမှဒီမှာတွက်လို့ရမှာပါများချင်းအထက်ထဲဝင်မြောက်မယ် minus ဆိုတော့ plus ဖြစ်သွားမယ်အဲ့တော့2 sin square h ပါပြီးတော့ minus 2ကပဲအထက်ထဲဝင်မြောက်မယ်အဲ့တော့ minus 2 cos square h ရပါမယ်ဆရာတို့ proof ပြဖို့အတွက် left hand side လေးရေးပါမယ် left hand side equal to ပြီးတော့ဆရာတို့ d square y by dh square ကို plus 4y နဲ့ပေါင်းပါမယ်အဲဆိုတော့များချင်းနှစ်ခါရှိတဲ့တန်ဖိုးလေးကိုရေးမယ်2 sin square h minus 2 cos square h plus 4 4ပါ y ကမေကုန်းမှာပေးထားတဲ့ cos square h လေးရေးပါမယ်အဲ့တော့4 cos square h အဲ့တော့ equal to 2 sin square h plus 2 cos square h ပါအဲ့မှာဆိုတော့2လေးကိုပုံထုတ်လိုက်မယ်2လေးကိုပုံထုတ်လိုက်တဲ့အခါမှာဆရာတို့ sin square h plus ဘာကျန်မလဲဆိုတော့ cos square h ကျန်ပါမယ် sin square h နဲ့ cos square h နဲ့ပေါင်းရင်1ရတယ်2 multiply 1 equal to 2ရပါမယ်အဲဆိုရင်ဆရာဒီမှာ proof that တတိပြတဲ့ဟာလေးပြီးတော့ပါပြီရမယ်နော်အဲ့တော့ဒီနေရာမှာလိုတာကဆရာတို့ကဟုတ်လား chain rule လိုတယ်ပြီးတော့ sin ကိုရှိရင် cos ကိုရှိရင် minus sin ဒါလေးလိုပါတယ်နော်ဒါလေးဆိုရင်ဆရာတို့ proof that တတိပြလို့ရတော့ပါပြီဟုတ်ပြီအဲဆိုရင်ဆရာတို့နောက်ထပ်တစ်ပုဒ်ပေါ့နော်နောက်ထပ်တစ်ပုဒ်နံပါတ်1မှာ y equal to 1/3 cos 2h minus cos h ဆိုပြီးပေးထားတယ်တတိပြခိုင်းတဲ့နေရာမှာတစ်ခါရှိတဲ့တန်ဖိုးက sin 2h ဖြစ်ကြောင်းတတိပြခိုင်းတယ်အဲ့တော့ဆရာတို့ဒီမှာ dy by dh တစ်ခါ differentiate လုပ်မယ်များချင်း 1/3 က constant di လေးထားပါမယ်cos 2h ဆိုတော့ cos အပေါ်မှာ power 3 ထပ်ရှိပါတယ်အဲဒါကြောင့်မို့ဆရာတို့က power ရှေ့ချ power တစ်လုံး short ဆိုတော့3 cos square h ရမယ် minus cos h ကို differentiate လုပ်တော့ minus sin h ရပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာတစ်ခုကြံခဲ့ပါတယ်နော်ဆရာတို့ခုနကတော့ power လေးကိုပဲရှေ့ရပါသေးတယ်ပြီးတော့ power ကိုရှေ့ပါ cos h ကိုရှေ့ရအောင်မယ်နော်အဲ့တော့ cos h ကိုရှေ့တော့ minus sin h ပါပြီးတော့မှဆရာတို့ minus လေးရေးမယ် cos h ကို differentiate လုပ်တော့ minus sin h ရပါမယ်เนาะခုနကတော့ဆရာတို့ minus sin h လေးကြံခဲ့ရเนาะဘာဖြစ်လို့လဲဆိုတော့ cos ကိုရှိတ်တာကြံခဲ့လို့ပါနောက်တစ်ခါပြန်ပြောပါမယ် power 1/3 က 1/3 ပါ power ကိုရှိတ်တော့ power ရှေ့ချ power တစ်လုံး short cos h ကိုရှိတ်တော့ minus sin h ရပါမယ်ပြီးရင် minus cos h ကို differentiate လုပ်တော့ဆရာတို့ minus sin h ရမယ်အဲ့တော့ဒါလေးကိုရှင်းတဲ့အခါမှာ3 ကြည်သွားမယ်အဲ့တော့ minus sin h into ပြီးသွားရင် cos square h ရယ် plus sin h ဖြစ်သွားပါမယ် minus ဆိုတော့အဲ့တော့ဒီမှာများချင်းထိုးမယ်ဆိုတော့ sin h လေးကိုပုံထုတ်လိုက်မယ်ပုံထုတ်လိုက်ရင်ဆရာတို့က1 minus cos square h ရပါမယ် cos square h minus cos square h plus 1နဲ့1 minus cos square h နဲ့တူတူပါပဲအဲ့တော့များချင်းဆရာတို့ဒီမှာ sin h into ပြီးတော့1 minus cos square h က sin square h နဲ့ cos square h နဲ့ပေါင်းရင်1ရပါတယ်ဒါကြောင့်မလို့1 minus cos square h ကဆရာတို့ဘာနဲ့တူတူပဲလဲဆိုတော့ sin square h နဲ့တူပါမယ်ထို့ကြောင့်မလို့အခြေတူချင်းမြောက်ထညွန်းချင်းပေါင်း sin 2h ရပါမယ်တူလိုချင်တဲ့အဖြေရပါပြီဟုတ်ပြီနော်ကဲနောက်ထပ်တစ်ပုဒ်လေးဆက်ပြောပါမယ်နံပါတ်3
number 3မှာကျတော့ဆရာတို့ find the values of a and b a နဲ့ b နဲ့တန်ဖိုးကိုရှာခိုင်းပါတယ်ရှာခိုင်းတဲ့နေရာမှာဆရာတို့တစ်ခါ differentiate လုပ်လိုက်တာကဒီဘက်ကပုံစံလေးနဲ့ပြပြီးတော့မှ ab တန်ဖိုးကိုရှာပေးရမှာပါအဲ့တော့ဆရာတို့ဒီမှာပြထားတဲ့ဟာလေးက d by dh ပြီးတော့ဒီမှာစားထားတယ်ပေါ့နော်အပေါ်က sin h by အောက်က2 plus cos h ပါအဲ့တော့စားထားတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ quotient rule ကိုသုံးပါမယ်ဟုတ်နော် quotient rule ကိုသုံးမယ် quotient rule ဆိုဆရာဘိုင်းမင်းလေးဆွဲလိုက်မယ်ပြီးတော့အောက်ကကောင်အရင်ထုတ်ပါမယ်2 plus cos h เนาะဒါအောက်ကကောင်ထုတ်မယ်အပေါ်ကကောင် differentiate လုပ်မယ် sin h ကို differentiate လုပ်တော့ဆရာတို့ cos h ရပါမယ်ပြီးတော့ minus ဒါ formula လေးစားသွင်းတာပါเนาะပြီးတော့အောက်ကိုထုတ်မယ်အပေါ်ကိုရှိမယ် minus အပေါ်ကိုထုတ်မယ်ဆိုတော့ sin h ပါအောက်ကိုရှိမယ်ဆိုတော့2ကိုရှိတော့ constant ကိုရှိတော့0ပါ cos ကိုရှိတော့ minus sin h ရပါမယ်ဒီနေရာမှာဂွင်းလေးခတ်ထားပြီးရပါမယ်ဘာကြောင့်လဲဆိုတော့မြှောက်ထားတာမှတ်လို့ပါเนาะပြီးတော့အောက်ကကောင်ဆရာတို့ကဘာလုပ်မလဲဆိုတော့နှစ်ထပ်ကိန်းတင်မယ်အဲ့တော့2 plus cos h the whole square ပါညီမချင်းပြီးတော့ဘိုင်းမင်းလေးပြန်ဆွဲအပေါ်မှာဆရာတို့ကအထဲထဲဝင်မြှောက်မယ်2 cos h ရဲ့ plus cos square h ရပါမယ် minus minus plus sin square h ပါအောက်ကတော့ဆရာတို့2 plus cos h the whole square ပါအဲ့တော့ဒီနေရာမှာဆရာတို့ sin square h နဲ့ cos square h နဲ့ပေါင်းရင်ဘာရမလဲဆိုတော့1ရပါမယ်အဲဆိုရင်ဆရာတို့ကဒီမှာ2 cos h plus 1 divided by 2 plus cos h the whole square ပါအဲ့တော့သူ့ရဲ့ပုံစံလေးတိုင်းကြည့်မယ်ဆိုရင်သူ့ရဲ့ပုံစံက 3a plus b cos h လို့ရေးထားပါတယ်အဲ့တော့ဒီကောင်လေးကိုပြန်ပြောင်းလိုက်မယ်1 plus 2 cos h ဆိုပြီးတော့အရှင်းနောက်ပြောင်းလိုက်မယ်เนาะပြီးတော့ရင်အောက်က2 plus ပြီးတော့ရင် cos h the whole square ပါအဲ့ဒါလေးကိုဆရာတို့ comparison လောက်ကမှာက 3a plus b cos h divided by အောက်က2 plus cos h the whole square ပါအောက်ကကောင်ကြီးကအတူတူပဲအဲ့တော့ဆရာတို့ဒီမှာသူ့ကို coefficient တွေကြီးတဲ့အခါမှာ 3a ရဲ့နေရာမှာ1နဲ့တူပါမယ်အဲ့တော့ a တန်မိုးလေးကိုရှာတဲ့အခါမှာ1 by 3ပါအဲ့ဒါမဲ့ b ကိုကြည့်လိုက်တဲ့အခါမှာ b cos h ဆိုတော့2 cos h b equal to 2ရပါမယ်ဒါကြောင့်မို့ဆရာတို့ဖြေက a equal to 1 by 3နဲ့ b equal to 2ရပါမယ်ရမယ်ထင်ပါတယ်နော်နောက်တစ်ခု number 4အဲ့တော့ number 4ပု္ပ္ပစာကိုကြည့်တဲ့အခါမှာ number 4ပု္ပ္ပစာမှာဆရာတို့ကိုပေးထားတဲ့ y က h နဲ့ sin h နဲ့ h နဲ့ sin နဲ့မြှောက်ထားပါတယ်အဲ့တော့သူ့တခါ differentiate လုပ်မယ်ဆိုရင်ဆရာတို့က product rule လေးသုံးလို့ရပါမယ်အဲ့တော့တက်တည်ပြမယ့်ဟာလေးကိုကြည့်ပါမယ်နှစ်ခါရှိတ်ထားတဲ့အထိအများဆုံးပါပါတယ်ဆရာဒီကမှာဆရာတို့ဒီကောင်ကြီးကိုလက်ဟန်းဆိုင်ကျိုဓာတ်ရဲ့အစားသွင်းတာမဟုတ်ဘဲနဲ့ဒီလိုတစ်ခုချင်းကြီးဖြုတ်ပြီးတော့ဆရာခွဲပြီးတွက်ပြပေးပါမယ်ပြီးတော့မှအကုန်ပေါင်းပြီးယူပါမယ်အဲ့တော့ဒီမှာတွက်ပုံတွက်နည်းလေးကြည့်ပါမယ် dy by dx တက်ခါ differentiate လုပ်မယ်အဲ့ဆိုဆရာတို့ဒီမှာ product rule သုံးမယ်ရှည်ထားမယ်နောက်ရှိတ်မယ် sin ကိုရှိတ်တော့ cos ရမယ်ပြီးတော့ plus နောက်ထားမယ် sin h h ကိုရှိတ်တော့1ရပါမယ်အဲ့ဆိုဆရာတို့ကဒီမှာ h cos h plus sin h ရပါမယ်ဟုတ်ပြီနော်အဲ့ဒါအောင်မှဆရာတို့တစ်ခါ differentiate လုပ်တဲ့ကောင်နှစ်နဲ့မြှောက်ထားတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာနှစ်နဲ့မြှောက်လိုက်မယ် 2dy by dh equal to 2h cos h plus 2 sin h ရပါမယ်ဟုတ်ပြီနော်နှစ်ခါ differentiate ဆိုရင်နှစ်နဲ့မြှောက်လိုက်တာပါပြီးရင်နှစ်ခါ differentiate လုပ်တဲ့ဟာလေးအတွက်တွက်ပါမယ်အဲ့တော့ d square y by dh square equal to အဲ့တော့နှစ်ခါ differentiate လုပ်တဲ့ကောင်တွက်ဖို့အတွက်တစ်ခါရှိတ်တဲ့ကောင်ထပ်ရှိတ်ပေးရမှာပါအဲ့တော့တစ်ခါရှိတ်တဲ့ကောင်က h cos h h cos h ကိုဆိုတော့ product rule သုံးပါမယ်ရှည်ထားမယ်နောက်ရှိတ်မယ် cos ကိုရှိတ်တော့ minus sin ရမယ် plus နောက်ထားမယ် cos h ရှေ့ကိုရှိတ်တော့1ရပါမယ်ပြီးတော့ plus sin လေးပြန်ရေးပါမယ် sin ကိုရှိတ်တဲ့အခါမှာဆရာတို့ cos h ရပါမယ်အဲဆိုရင်ဆရာဒါလေးက minus h sin h ပြီးတော့ plus cos h နဲ့ cos h နဲ့ပေါင်းတော့2 cos h ရပါမယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒါလေးရသွားတဲ့ဟာကိုဆရာတို့ဘာနဲ့မြှောက်မလဲဆိုတော့ proof တက်တည်ပြရင်တော့ h လေးနဲ့နှစ်ခါရှိတ်တောင်မြှောက်ခိုင်းထားပါတယ်အဲ့တော့ဒီမှာ h into d square y by dh square equal to h နဲ့မြှောက်မယ်တစ်ခါမြှောက်လိုက်မယ်နော် minus h square sin h ရမယ် plus 2h cos h ရပါမယ်ပြီးတဲ့အခါမှာဆရာတို့ကဒုတိယနောက်တစ်ခုကကျတော့ h1 h နဲ့ y နဲ့မြှောက်ထားတာ KOB h1 equal to y ရဲ့ဒီမေးခွန်းကြီးကိုဆရာတို့က h နဲ့မြှောက်မယ်အဲ့တော့ h square sin h ရပါမယ်ဟုတ်ပြီနော်တစ်ခုချင်းကြီးဖြုတ်တွက်တာပါပြီးတော့ 2 sin ကတော့တွက်เสียမလို့တော့ဘူးပြီးတော့ဆရာတို့က left hand side ဆိုပြီးရေးပါမယ်ညီမချင်း
h d square y by dh square minus 2 dy by dh plus hy plus 2 sin h ကဲဟုတ်ပြီဒီနေရာမှာဆရာတို့ဟုတ်လားအဖြေလေးတွေလိုက်ပြီးထည့်ပါမယ်အဲ့တော့များချင်းလေးထိုးမယ် h dy မှာ sorry h d square y မှာ d square ကဒီမှာရှာထားတဲ့ဟာလေးရှိတယ် minus h square into sin h plus 2h cos h ပါเนาะဒါလေးရမယ်เนาะပြီးတော့ minus 2 dy မှာ d 2 dy မှာ d ကိုမြှောက်ထားတဲ့ကောင် minus နဲ့မြှောက်မယ်အဲ့တော့ minus 2h cos h minus 2 sin h ရပါမယ် hy ကိုမြှောက်ထားတဲ့ဟာလေးရှိပါတယ်အဲ့တော့ plus h square sin h ပါပြီးတော့ plus 2 sin h ပါเนาะတခုရင်းဒီဖြုတ်တော့ဆရာတို့ကစစ်ကပြရတာလည်းလွယ်ပါတယ်အဲ့ဒီနေရာမှာ minus h square sin h plus h square sin h ကြည့်ရမယ် plus 2h cos h minus 2h cos h minus 2 sin h plus 2 sin h အားလုံးကြည့်ရတဲ့အခါမှာဆရာတို့အဖြေလေးက0ရပါမယ်အဲ့တော့အပေါ်မှာလည်းပြထားတာကြည့်လိုက်ပါဆရာတို့တက်တည်ပြမယ်ကောင်ကဘာနဲ့ဘေးညီရမလဲဆိုတော့0နဲ့ညီရပါမယ်ညီသွားတယ်ပေါ့နော်ညီချောင်းတက်တည်ပြခိုင်းမယ်ဆိုတော့ညီသွားပါတယ်အဲ့တော့ဒီလိုမျိုးလေးတစ်ခုချင်းဒီဖြုတ်တွက်ခြင်းအဖြစ်ဘာအကျိုးကျေးဇူးရမလဲဆိုတော့အဖြေစစ်ကားတဲ့အခါမှာပြန်ပြီးတော့စစ်ကားတဲ့အခါမှာလည်းအလွယ်တကူစစ်လို့ရပါတယ်ဟုတ်ပြီနော်အရှိကြီးလေးရေးစရာမလိုတော့ပါဘူးကဲဟုတ်ပြီနောက်တစ်ပုဒ်ဆက်သွားပါမယ်နံပါတ်5နံပါတ်5လေးကကိုယ့်ဘာကိုတွက်ကြည့်ရပါမယ်ဟုတ်ပြီနော်နံပါတ်5လေးကကိုယ့်ဘာကိုတွက်ကြည့်ရမယ် y equal to sin square h ဒီမှာဆရာတို့ကနှစ်ခါရှိတ်ထားတယ် 4y နဲ့ပေါင်းတယ်အနှုတ်နဲ့နှုတ်တယ်0နဲ့ညီချောင်းတက်တည်ပြရမယ်တော့ဒီနေရာမှာဆရာတို့ကဘာလို့လေးတွေသုံးမလဲဆိုတော့ chain ကိုသိရပါမယ် power ကိုရှိတ်မယ် power ရှိကြတစ်လုံးရှော့ပြီးတော့ထဲထဲကောင်ရှိတ်မယ်နောက်တစ်ခုက sin ကိုရှိတ်တာသိရပါမယ် sin ကိုရှိတ်တော့ cos ရမယ်နှစ်ခါရှိတ်တဲ့အတွက်ကြောင့်မို့ cos ပြန်ထွက်လာတဲ့အဖြစ်ကိုဆရာတို့ကပြန်ရှိတ်တော့ cos ကိုရှိတ်တော့ minus sin ရပါမယ်ဟုတ်ပြီနော်ဒါလေးနဲ့တွက်ထုတ်ကြည့်ပါ